database ဆင်းစရိုင်းဒီ database ဆင်းစရိုင်းမှာဆိုရင်တော့ကောင်းစဉ်လက်ရှိဒီကောင်းစဉ်ဆိုရင်ဒါဆိုရင် row 3ချောင်းပေါ့နော်အဲ့ကောင်းစဉ်ကိုမှာဆောင်ရွက်တိုင်းမှာပေါ်ချင်တာ print ထုတ်ပြီးဒါပေမဲ့အခုဒီ Excel ထဲမှာရိုက်ထားတဲ့အချိန်မှာပေါ်ချင်တာမဟုတ်ဘူးဒါပေမဲ့ print ထုတ်လိုက်တဲ့အချိန်မှာ print ဆောင်ရွက်တွေတရွေ့ဆိုရင်တော့ဒီကောင်းစဉ်တစ်ခုပဲပေါ်လာမှာပေါ့နောက်ထပ်သူကဒီ A4 တရွေ့မဟုတ်ဘူးနောက်ထပ် A4 2ရွေ့3ရွေ့ထိထုတ်ချင်တယ်ထုတ်လိုက် print ထုတ်မယ်ဒါပေမဲ့အဲ့ဒီထဲမှာခေါင်းစဉ်တိုင်း A4 တရွေ့ဆိုဒီခေါင်းစဉ်မှာပဲနောက်ထပ်တရွေ့ကို print ထုတ်ရင်ဒီခေါင်းစဉ်ပါမယ်ပေါ့နော်အဲ့လိုခေါင်းစဉ်ကို print ထုတ်တာနဲ့အဲ့ခေါင်းစဉ်ကိုစာရွက်တိုင်းမှာပေါ်ချင်တာပေါ့နော်ဒါပေမဲ့ဒီ Excel ထဲမှာတော့သူ့ကိုရှင်းထားအောင်ခေါင်းထားအောင်ပေါ့နော်အဲ့တော့အဲ့ဒီ table ဒီ print ထုတ်လိုက်တဲ့ table ရဲ့ဒီကောင်းစဉ်ကိုစာရွက်တိုင်းမှာပေါ်ခြင်းနဲ့ဆိုရင်ထည့်ထားတဲ့အသုံးပြုတဲ့နည်းပေါ့နော်အသုံးပြုတဲ့နည်းမှာဆိုရင်ဒီမှာကျတော့ print တိုက်တယ်ဘယ်မှာရှိလဲဆိုတော့ home tab ပထမတော့ဒီ text bar ပေါ်မှာရှိတဲ့ page layout ကိုဖွင့်မယ် page layout ကိုကိုယ်ဒီစာရွက်ကို print ထုတ်တော့မယ်ဆို print site တွေပိုင်းချိန်ရမှာပေါ့နော် print site ချိန်တော့မယ်ဆိုတော့ page select ကိုလည်း right လို့နဲ့သို့မဟုတ်မှာ down လို့နဲ့သို့မဟုတ် orientation site ပေါ့နော်သူတို့တွေရဲ့တော့နေပြီးတော့တွားလို့ရတယ်လို့သူရဲ့ page select box ကြီးမှာဘက်ကိုခေါ်ချင်တယ်ဆိုရင်ဒီဘက်က right လို့တစ်ချက်နဲ့တက်ပြီးပြီဆိုရင် page မှာဆိုရင် orientation ကစာရွက်ကိုအရှေ့လိုက် print ထုတ်မှလားအလယ်လိုက် print ထုတ်မှလားဆိုတော့ portrait နဲ့ scale ဆိုတာရှိတယ်အဲဆိုတော့လောလောဆယ် portrait ကိုရွှေ့မယ်ဒီမှာ paper size ကကျတော့ကိုက print ထုတ်မှာ A4 လား legal လားပေါ့နော် A4 ဆိုရင် A4 legal ဆို legal ပေါ့နော်ကို print ထုတ်မဲ့စာရွက်မျိုးစာကို download click ပြီးတော့ရွှေ့မယ်သူက A4 ရေးထားတယ်ပေါ့နော်margin မှာဆိုရင်ဟိုမှာဒါကြီးကကျတော့အပြင်ကိုထွက်လာမယ် database ဆင်းစရိုင်းအဲ့ database ဆင်းစရိုင်းကိုဆင်းကိုဒီသူ့ရဲ့စာရွက်ဘေးအနားစွန်းနဲ့ဒီ table နဲ့ကြားကွာဝေးဒီ table နဲ့အပေါ်စာရွက်ရဲ့ကြားကွာဝေးပေါ့နော်အဲဆို margin က၄ခုရှိတယ် left right top bottom ဆို၄ခုရှိတယ်အဲ့တော့ဆရာတို့ကိုကဒီလက်ရှိဒီဘယ်ဘက်မှာဆိုရင်တလက်မှတ်ထားမလား 0.7 ထားမလား 0.5 ထားမလားကိုထားကြတဲ့လောက်ထားပေါ့နော်ဒါဆိုကိုလောဆယ်ရောဘယ်ဘက်ကို 0.5 ထားလိုက်မယ် top bottom left right ကိုကြတော့ top ကိုကြတော့ 0.2 လောက်ပဲ0.25 လောက်ထားမယ်လို့မဟုတ် 0.2 လောက်ပေါ့နော် right မှာလည်း 0.2 လောက်ပဲထားမယ် bottom မှာလည်း 0.25 လောက်ပဲထားမယ်ပေါ့နော်ဒါပေမဲ့အားလုံးကို top bottom right ကို margin ကို 0.5 စီထားလည်းရတယ်ဒါပေမဲ့ကိုယ့်ရဲ့စင်းဒီပေါ်မှာမူတည်ပြီးတော့ဒီလို margin တွေကိုချိန်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါ margin တဲ့ဒါ page ထဲမှာ orientation ပြီးတော့ paper size ပေါ့နော်အဲ့ဒါကြီးပြင်ပြီးဆို okay ဆိုရင်အခုဒီဆိုင်ရဲ့မှာစာမျက်နှာဘယ်နှမျက်နှာရှိလဲလို့ကြည့်ချင်တယ်ဆို print preview ကြည့်မယ် file ကနေ print ဆိုပြီးတော့ねဒီလက်ရှိဒီစာမျက်နှာအဲ့စာမျက်နှာမှာဆိုရင်အခုဒီ print ထွက်လာမယ့်စာရွက် size ကြီးပေါ့နော်စာမျက်နှာအောက်ခြေဘယ်ထောင်နေမှာဆိုရင်ဒီမှာ1 or 2ဆိုစာရွက်2ရွက်ရှိတယ်လို့ပြောစင်တာဒါလက်ရှိပထမစာရွက်ဆိုတော့မှတမျက်နှာစာရွက်ပေါ့နော်ဒုတိယစာမျက်နှာကိုဒီ right arrow လေးကို next page လေးကိုတစ်ချက်နဲ့လိုက်ဒါဆိုဒုတိယစာမျက်နှာဒုတိယကို print ထုတ်လိုက်တဲ့အချိန်မှာပထမစာမျက်နှာကိုကြည့်လိုက်တော့ခေါင်းစဉ်ပေါ်လာတယ်ဒုတိယစာမျက်နှာကိုကြည့်လိုက်တော့သူရဲ့ခေါင်းစဉ်ပေါ်မလာဘူးပေါ့နော်ပေါ်မလာဒီဒုတိယစာမျက်နှာမှာလည်းခုနကဒီပထမစာမျက်နှာရဲ့ဒီခေါင်းစဉ်ကိုပေါ်ခြင်းတယ်ဒါပေမဲ့ဒီ Excel ထဲမှာစိုက်ထားတာဒီ Excel ထဲမှာတော့မရိုက်ထားခြင်းဘူး print ထုတ်တဲ့အချိန်မှာပဲပေါ်ခြင်းတယ်ဆိုတော့ main သွားပေးရမယ်ဒီမှာတော့ main ပေးရမှာလဲဆို print တိုက်တယ် print တိုက်တယ်မှာတော့ပေးဖို့အတွက်အခု print တိုက်တယ်ထဲမှာဆိုရင်ဒီမှာဒီ row တွေကိုညာဘက်ကညာလေးကိုတစ်ချက်နဲ့လိုက်အဲ့တော့ကိုယ် print ထားမှာစာရွက်တိုင်းမှာ print ပေါ်ကျင်တာဒီ row တစ်ခုလေလားသို့မဟုတ်ဒီဟာရောလားဒါရောလားကိုထားကျင်တဲ့လောက်ထိစာရွက်တိုင်းမှာပေါ်ကျင်တဲ့လောက်ထိ row တွေကိုဖိဆွဲတဲ့အဲ့တော့ဒီ3ခုထားမယ်ပေါ့နော်အဲ့3ခုထားပြီးတော့ကြာတော့ပြီးသွားပြီဆိုဒီညာလေးကိုတစ်ချက်ပြန်နေပြီးသွားပြီဆို okay ပြီးသွားပြီဆို file နဲ့ print ကိုတစ်ခါပြန်သွားမယ်ပြန်သွားပြီဆိုဒါဆိုရင် page 1 now next page ကိုနှိပ်မယ်မှာ page 2နောက်ထပ်စာမျက်နှာရှိရင်နောက်ထပ်စာမျက်နှာတိုင်းမှာဒီစာတွေပေါ်သွားမယ်ဒီခေါင်းစဉ်ပေါ်သွားမယ်အဲ့တော့ဒီမှာဘက်ပြန်ထွက်မယ်ဒီစာမျက်နှာထဲမှာဆိုတော့ပေါ်မနေ Excel ရှိရမှာကြတော့သူ့ရဲ့ဒီခေါင်းစဉ်ကြီးကပေါ်မနေဘူးဒါပေမဲ့ print ထုတ်တဲ့အချိန်မှာတော့သူကစာရွက်တိုင်းမှာဒီခေါင်းစဉ်ကြီးက print ထွက်တဲ့အချိန်မှာပေါ်လာလိမ့်မယ်
အဲ့ဒါ print title တွေမှာတော့ပြီးအမိန့်ပေးထားပါတော့အဲ့တော့ကိုကအခုဒီပဲကြီးတော့ဒီဟာအမိန့်ပေးပြီးသွားပြီနောက်တစ်ခါဒီဟာက print ထုတ်ပြီးသွားပြီပေါ့နော်ထုတ်ပြီးပြီဆိုရင် print title ပေးထားတာပြန်ဖြတ်ချင်တယ်ဖြတ်ချင်တယ်ဆို print title ကိုပြန်သွား print title ကိုပြန်သွားပြီးတော့ကျတော့ဒီဟာပေါ့နော် row to repeat as dot ပေါ့နော်အဲ့ဒါလေးကိုချက်ပြီးတို့တဲ့ဟာကိုကစားချပြီးတော့ဖြတ်ပြီးပြီးပါပြီဆိုဒီများလေးကိုလေနောက်ပြီး okay ပေါ့နော်အဲ့တော့ file ထဲကနေ print ပြီးတော့တစ်ချက်ပြန်ကြည့်မှာ next page ကို